အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချက်ရှင်းပြပေးသွားမယ်သင်ခန်းစာကတော့ကျောင်းသားကျောင်းသူတွေ probability အခန်းမှာ challenging ဖြစ်တဲ့မိခွန်းပုဒ်စာလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ part 1 video မှာတော့ဒီချက် permutation နဲ့ combination ပုဒ်စာလေးတွေကိုရေးထုတ်ပေးရပါတယ်အဲ့ဒါလေးတွေကိုပြပေးသွားပါမယ်နောက် video တွေမှာတော့ probability နဲ့ပတ်သက်တဲ့သင်ခန်းစာလေးတွေကိုအပိုင်းလေးတွေခွဲပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့သိရမယ့်သင်ခန်းစာအကြောင်းအရာမှာဆိုရင် permutation နဲ့ combination အကြောင်းလေးကိုစပြီးတော့ပေါ့နော်သူရဲ့သဘောတရားလေးကိုအရင်ဆုံးရှင်းပြပေးပါမယ်ပေါ့ combination ကကြတော့သူကသင်္ကေတကကျေတို့ NCR နဲ့သတ်မှတ်ပြီးတော့ရေးရပေါ့နော် combination ကိုဆိုရင်ကျေတို့ကပုဒ်စာမှာ order doesn't matter ပေါ့နော် ordering မလိုအပ်တဲ့ပုဒ်စာတွေကိုတိဆောက်ပေးရမယ်ဆိုရင် combination နဲ့ကျေတို့တွက်ပါမယ်ဆိုတာလေးကိုနားလည်ရမယ်ပေါ့ season တွေသူ arrangement တွေ sequence တွေဘာမှသူမလုပ်ထားပဲနဲ့ choose လုပ်ခိုင်းမယ် pick up လုပ်ခိုင်းမယ် select ရွေးချယ်ခိုင်းမယ် committee တွေဖွဲ့ခိုင်းမယ်အဲ့လိုမျိုးပုဒ်စာတွေဆိုရင် combination ကိုအသုံးပြုပြီးတော့တွက်ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျန် formula လေးနဲ့တော့မိတ်ဆက်ပေးရလိုက်ပါမယ်ဒါလိုမယ်မှတ်ထားလို့ရတယ်ပေါ့နော်ဒါ formula ရှိရဲဆိုတာလေးနားလည်ရပြီဒီမှာတော့ဒါ calculator မှာတခါတည်းပဲကျေတန်းတွက်လို့ရပါတယ်เนาะပြီးရင်ပုဒ်စာတွေတွက်ရင်းနဲ့ calculator အသုံးပြုနည်းလေးပါတခါတည်းမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ link လေးကိုလည်း video file ရဲ့အောက်မှာထည့်ထားပေးမှာဖြစ်ပါတယ် calculator link လေးကိုဒါလိုအပ်ရင်အသုံးပြုလို့ practice လုပ်လို့ရအောင်လို့တခါတည်းထည့်ပေးပါမယ် NCR ရဲ့ပုံသင်နည်းကတော့သူက n factorial by n minus r factorial အနောက်မှာသူက r factorial ပို့ပါတယ်အဲ့တော့ n ရဲ့သဘောကပုဒ်စာမှာ total ပေါ့နော်သူ့ရဲ့ပေးထားတဲ့ total number ကိုထည့်ခြင်းဖြစ်ပါတယ် r ကတော့သူရွေးချယ်ခိုင်းတဲ့ number ပေါ့နော်သူဘယ်နှယောက်လိုချင်လဲဆိုပြီးတော့ select ပေါ့နော်သူရွေးချယ်ခိုင်းမယ်ဘယ်နှယောက်တစ်ဖွဲ့ပါဆိုပြီးတော့အဲ့လိုမျိုး choose လုပ်ခိုင်းမယ် select လုပ်ခိုင်းတဲ့ number တွေကိုထည့်ပေးရပါမယ်အဲ့တော့ဒီပုံသင်နည်းမှာဒီ factorial ပါတာလေးကိုပါတခါတည်းဖြည့်ပြီးတော့ပြောပြပေးလိုက်မယ်ပေါ့နော်အဲ့တော့ factorial ရဲ့သဘောကသူက whole number တစ်ခုခုပေါ့ကြိုက်တဲ့ whole number ပေါ့နော် whole number တစ်ခုခုကနေပြီးတော့ကျဲကအဲ့ဒီ gain တစ်ခုယူလိုက်မယ်ပေါ့ example 4 factorial ပဲထားပါတော့အဲ့တော့4ဆိုတဲ့ gain တစ်ခုကိုဒီ factorial ဆိုတဲ့ဒါ exclamation mark ပေါ့နော်ဒီသင်္ကေတလေးနဲ့တွဲလိုက်တယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကအဲ့ဒီ4ဆိုတဲ့ number ကတစ်ထီကိုသူက short ပြီးတော့ပေါ့နော် number ကို short ပြီးတော့တစ်ဆက်တည်းညှောက်သွားခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်4ဆိုရင်4 3 2 1ထိအဲ့လိုညှောက်ခြင်းဖြစ်တယ်ပေါ့5ဆိုလဲ5 factorial ဆိုလဲ5 4 3 2 1အဲ့လိုမျိုးသူကတစ်ထီကို short ပြီးတော့ပေါ့နော် number ကိုတစ်ဆက်တည်းညှောက်ခြင်းရဲ့ရလာတဲ့ result နဲ့ဒီ factorial ဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲဖြစ်တယ်ဆိုတာလေးကိုနားလည်တာပဲပေါ့နော်အဲ့တော့ဒါကတော့သူကပုံသင်နည်းရဲ့ထည့်ပြီးတော့တွက်တဲ့ခါကျရင်ဒီ factorial လေးကိုအဲ့လိုမျိုးရှင်းပြီးတော့တွက်ပါတာပေါ့နော်ဒါ formula calculator မှာဆိုရင်တော့ဒါလိုက်တန်းရိုက်လိုက်လို့ရပါတယ်ဒါဒီ factorial ခလုတ်လည်းပါပါတယ်ဒါကိုကပုဒ်စာတွေကို factorial နဲ့ဖြည့်ရှင်းဖို့လိုအပ်လာတယ်ဆိုရင်အဲ့သင်္ကေတလေးကိုယူသုံးပြီးတော့တွက်လိုက်ရုံပါပဲเนาะအဲ့တော့အဓိကဒီ combination ကသူ့ရဲ့သင်္ကေတက NCR ဆိုတာလေးကိုနားလည်ရမယ်ပြီးရင်သူက ordering မလိုအပ်တဲ့ပုံစံတွေကိုတွက်ခိုင်းနေဆိုရင်ဒီ combination နဲ့တွက်ကြမယ်ဆိုတာလေးကိုနားလည်ရပါပြီအဲ့တော့နောက်တစ်ခုအနေနဲ့ permutation ကိုဆက်ပြီးတော့ပြောပြပေးပါမယ် permutation ရဲ့သင်္ကေတကတော့ MPR ပေါ့နော် P နဲ့သူကဖော်ပြရဲပေါ့အဲ့တော့သူကလည်းပဲ ordering ကိုသူကအသားပေးပါတယ် order လိုအပ်တဲ့ပုံစံတွေပေါ့နော် order matter ပေါ့ order နဲ့စဉ်းစားပြီးတော့ကိုကအဖြေထုတ်ပေးရမယ်ပုံစံမှန်သမျှကို permutation နဲ့တွက်ပေးမယ်ပေါ့နော် ordering ကဒါသူ arrangement တွေလုပ်ခိုင်းမယ် sequence တွေကိန်းစဉ်တွေသူစီခိုင်းမယ်ပြီးရင်ပုံစံတွေမှာတော်တော်များများ position တွေသူရွေးချယ်ခိုင်းမယ်ပေါ့နော်ပြီးရင် line up ပုံစံတွေ line up လုပ်ပြီးတော့ photo ရိုက်ခိုင်းတယ်ပုံစံတွေကြရင်ဒါ order လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ fit လုပ်လိုက်တယ်လို့ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ permutation ကိုအသုံးပြုပြီးတော့တွက်ပေးရပါမယ်အဲ့တော့သူမှလည်းပဲ n ကဒါ total number တွေကိုထည့်ရုံပဲ r ကကျတော့သူရွေးချယ်ခိုင်းတဲ့ number လေးတွေကို r နေရာမှာအစားသွင်းလိုက်ရပါပြီအဲ့တော့သူလည်းပဲပုံသင်နည်းက
n factorial by n minus r factorial ပေါ့နော်သူကြတော့ဒါ r factorial မပါတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်အဲ့တော့ဒါ formula လေးသဘောတရားလေးသိပြီဆိုတော့ကျွန်တော်ပု္ပ္ပာလေးသွားလိုက်ပါမယ်ဒီမှာ challenge ဖြစ်တဲ့ပု္ပ္ပာလေးလောက်ပဲချက်ရေးထုတ်ပြီးတော့တွက်ပြတာခြင်းဖြစ်ပါတယ်ဒီ probability နဲ့သက်ဆိုင်တဲ့သင်ခန်းစာတွေကိုလည်းဒါတစ်ချက် YouTube channel မှာလည်းဗီဒီယိုလေးတွေတင်ထားပေးတာရှိပါတယ်အဲ့တော့အဲ့ဒီဗီဒီယိုလေးတွေကိုပြန်ရှာပြီးတော့သောက်သမီးတို့အနေနဲ့ပြန်လေ့လာကြည့်လို့ရပါတယ်နော် Okay နံပါတ်1ကိုဆက်သွားလိုက်မယ်နော်အဲ့တော့နံပါတ်1မှာဒီမေးခွန်းကတော့ Jason had 8 different shirts and 4 different pairs of pants အဲ့တော့သူ့မှာ shirt အင်ကြီးက design မတူရဲပေါ့နော် shirt က8ထည်ရှိမယ်ပြီးရင်4 different pair of pants ကကြတော့4ထည်လောက်ရှိမယ်ပေါ့နော်ပြီးရင် and 3 different pair of shoes ကဖနက်ကတော့3ရံလောက်ရှိမယ်ပေါ့အဲ့တော့အဓိကကသူကအမျိုးအစားက3မျိုးပေးရတယ် shirt က pant က shoe ရဲ့အရေးအတွက်တွေသူဖော်ပြရတယ်ပေါ့အဲ့တော့သူဒီမှာသိချင်တာကကြတော့ if Jason went to layer 2 shirt အဲ့တော့သူက shirt အင်ကြီးနှစ်ထည်သူ outfit တွေကိုတွဲတော့မယ်ပေါ့နော်နှစ်ထည်စီသူအဲ့လိုမျိုး outfit ကိုသူ create လုပ်တဲ့အခါမှာ shirt အင်ကြီးဒီ8ထည်တွေကနေနှစ်ထည်တွဲအဲ့လိုယူပြီးတော့သူ design ကို create လုပ်မယ်အဲ့တော့ how many outfits can he make consisting of 2 shirts ပေါ့နော်ဒီ shirt အင်ကြီးနှစ်ထည်ပါဝင်တဲ့ outfit အရေးအတွက်ဘယ်လောက်သူပြုလုပ်နိုင်မလဲပေါ့ပြီးရင် pant ကတော့ဒါထည်ပဲပေါ့ one pair of pants and one pair of shoes ဆိုတော့เนาะဒါကျန်တဲ့အမျိုးအစားနှစ်ခုကတစ်မျိုးစီပဲသူကထည့်တယ် shiny ကိုကြတော့သူကနှစ်မျိုးထည့်တယ်ပေါ့အဲ့တော့ဒီနေရာမှာကျတို့ကသူက outfit အနေနဲ့ပဲသူရွေးချယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ordering ကိုသူဘာမှမပြောတာဘူးပေါ့နော် ordering မပြောတဲ့အတွက်ကြောင့်မို့ကျတို့ဒီမှာ combination နဲ့တွက်ပေးလိုက်ရင်ရပါပြီအဲ့တော့သူက shiny ရှစ်ထည်မှာသူနှစ်ထည်ကိုတွဲပြီးထည့်သွားမယ်ဆိုတော့ဒါ NCR နေရာမှာ n နေရာမှာ share ညီအတွက်ဆိုရင် a ဖြစ်သွားမယ်ပြီးရင် combination သင်္ကေတ c ပေါ့နော်ပြီးရင်ကျတော့ share ညီနှစ်ထည်လို့ဖြစ်သွားပါမယ် hc2 ပေါ့ပြီးရင်သူကတစ်ဆက်တည်းပဲကျတော့ outfit ကိုစဉ်းစားသွားမှာဆိုတော့ multiply ပြီးရင် pant ကတော့တစ်ထည်ပဲသူကတွဲမယ်ဆိုတော့ pant က4ထည်ရှိတဲ့အတွက်ကြောင့်မို့လို့ 4c1 n နေရာမှာ4 r နေရာမှာ1ပြီးရင်shoe ကကြတော့3ရန်ရှိတာဆိုတော့ n နေရာမှာ3 r နေရာမှာ1ပေါ့နော်အဲ့တော့ဒီ result ကလေးကိုကျွန်တော်ကဒါ calculator မှာရိုက်လိုက်ရင်เนาะသူ့ရဲ့အဖြေထွက်လာပါလိမ့်မယ်เนาะအဲ့တော့ဒါလေးကိုခဏဖြတ်လိုက်ပါမယ် calculator ဘက်ကိုရွှေ့လိုက်တဲ့အခါကျရင်ရှုပ်သွားမှာဆိုလို့ပေါ့နော် calculator ရိုက်နေလေးပြလိုက်ပါမယ်ဒါဒီတစ်ပုတ်လောက်နဲ့ပဲเนาะပြလိုက်မယ်ပြီး permutation ပုတ်စာရေးကြရင်လည်းတစ်ပုတ်ပြပေးပါမယ်เนาะတောက်လျှောက်ကြတော့ဒီရန်ဟိုပါပေါ့ရှုပ်သွားမှာဆိုလို့ပေါ့နော် screen ရှုပ်သွားမှာဆိုလို့ဒါရိုင်းနီးလေးတစ်ပုတ်လောက်သိရလာရင်တော့ဒါ practice လုပ်ကြည့်လို့ရပါတယ်နော်ပုံစံကြီးအဲ့တော့ဒါသူကတော့ဆက်ဆက်ချင်းဒီ link ကိုဝင်လိုက်တာနဲ့ဒီဟာက TI30HS multiply ကကျွန်တော် GD exam မှာသူပေးရမယ့် calculator ပေါ့နော်အဲ့တော့ဒီဟာလေးကသူကဆက်ဆက်ချင်းဝင်လာတဲ့ memory clear နှိပ်လိုက်ပြီးရင်ဒါကိုအသုံးပြုလို့ရပြီပေါ့နော်အဲ့တော့ခုနကရိုက်ကမယ့်ပုံစံလေးကိုဒီဘက်နားလေးမှာရေးလိုက်ပါမယ်ခုနကကျွန်တော်တွက်ခဲ့တာ AC 2ကိုရိုက်ကြမယ်ပြီးရင်အမြောက် 4C1 ပြီးရင်အမြောက် 3C1 ပေါ့နော်ဒါကိုဖြေထုတ်ကြည့်ရမယ်ပေါ့အဲ့တော့ဒီမှာရိုက်ပြီဆိုရင်သူကအရင်ဦးဆုံး PRB ဆိုတဲ့ clock ကလေးမှာဘာတွေပါလဲဆိုတာကိုကသိရရမယ်ပေါ့နော်အဲ့တော့ဒီ PRB clock ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာသူကနံပါတ်1က ampere permutation နဲ့တွက်မယ်ဆိုရင်ကိုကဒီ number တွေကနေ1ကိုသွားရေးလိုက်ရုံပါပဲနံပါတ်2 NCR combination နဲ့ကိုကတွက်ကမယ်ဆိုရင်ဒီ number ထဲမှာ2ကို click နှိပ်လိုက်ရင်ရပြီပေါ့နော်factorial လိုလို့သုံးစရာရှိရင်3ကိုနှိပ်လိုက်ပေါ့ဒီလိုလေးပါတယ်ပေါ့အဲတော့ကိုပြန်ထွက်လို့ရပြီ clear ပြန်နှိပ်လိုက်ပဲပေါ့နော်အဲတော့ကျွန်တော်ဒါကိုတစ်ဆက်တည်းကျွန်တော်ရိုက်သွားလိုက်အဲတော့ a ပြီးရင်2ကိုရိုက်လိုက်မယ်သူကသူ NCR ဖြစ်သွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်2ဖြစ်သွားမယ်ပေါ့အဲတော့ဒီမှာ HC2 ရပြီပေါ့ဒါတစ်ဆက်တည်းပဲ multiply လုပ်သွားလိုက်မယ်နော်ပြီးရင်4ပြီးရင်2ကိုနှိပ်မယ်ပြီးရင်1ပေါ့နော်ပြီးရင် multiply 3 PRB ကိုနှိပ်တယ်ပြီးရင်2ကိုနှိပ်တယ်ပြီးရင်1ပေါ့နော်ပြီးသွားပြီဆိုတာနဲ့ enter နှိပ်လိုက်ရင်ရပါပြီအဲတော့သူ့အဖြေကဒီမှာ336ဆိုပြီးတော့ထွက်သွားပါတယ်နော်ဒါကိုကတစ်ခုချင်းစီအဖြေလေးတွေထုတ်ပြီးတော့မှမြောက်ချင်လဲရတယ်နော်ဒါကိုအဆင်ပြေသူတွက်လို့ရပါတယ်ခြေကဒီမှာတစ်ဆက်တည်းပဲမြောက်ပြလိုက်တာဖြစ်ပါတယ်နော်အဲတော့ဒီမှာ
answer ထွက်သွားပြီပေါ့နော်330နဲ့6ဆိုရင်တော့ဒီနံပါတ်1လေးရဲ့အဖြေက C ရရှိသွားပါမယ်အဲ့တော့နောက်တစ်ပုတ်ကျတော့နံပါတ်2ကိုဆက်ကြည့်လိုက်ပါမယ်နံပါတ်2ကကြတော့သူက a group of 4 student met line up for a photo ပေါ့နော်အဲ့တော့ line up လုပ်ပြီးတော့ဒါသူတို့ဓာတ်ပုံရိုက်ကြမယ်ပေါ့နော်ကျောင်းသား၄ယောက်က if it possible line up ပေါ့ line up တစ်ခုစီတိုင်းမှာပေါ့နော် it's a different photo သူရိုက်သွားမယ်ပေါ့နော် different photo လေးသူကလူကိုကွာလှည့်ကြလို့စီပြီးတော့ရိုက်သွားမယ်လို့ဆိုလိုတာပါပဲline up တစ်ခါစီတိုင်းတပုံရိုက်မယ်နောက်တစ်ခါစီတိုင်းတပုံရိုက်မယ်အဲ့မှာလူကနေရာလေးတွေချိန်ပြီးတော့ရိုက်သွားမယ်ဆိုတဲ့သဘောအဲ့တော့သူလိုချင်တာ how many different photo are possible အနေနဲ့ဘယ်လိုမျိုးရိုက်နိုင်လဲအဲ့တော့ဒီနေရာမှာခြေတို့ကသိရမှာကကိုက line up တစ်ခါလုပ်မယ်ပေါ့နော် single photo ပဲထားပါတော့ကိုတပုံပထမအနေနဲ့တပုံရိုက်မယ်ပေါ့လူ၄ယောက်ကဒီလို line up လုပ်ကြမှာနော်အဲ့လိုမျိုးနေရာလေးနေရာမှာ line up လုပ်ပြီးတော့ရိုက်တဲ့အခါမှာတယောက်ကဒီတနေရာမှာရက်လိုက်ပြီဆိုရင်အဲ့ဒီလူကကွာဒီ single photo ရိုက်ဖို့အတွက်ကိုသူကတပြိုင်နက်တည်းနောက်တနေရာမှာသူပြန်ပြီးတော့မရက်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာက order လုပ်လိုက်တဲ့သဘောပေါ့နော်ဒီနေရာမှာဒီတယောက်ရက်ရင်ကျန်တဲ့သူတွေကနောက်နေရာလေးမှာသူအဟင်းသင်းတို့ရက်မယ်ပေါ့ပြီးအဲ့ပထမနေရာမှာရက်ခဲ့တဲ့လူကနောက်ပုံကြရင်သူဒုတိယမှာရက်မယ်အဲဆိုကျန်တဲ့သူတွေကလည်းဒီလိုမျိုးကျန်တဲ့နေရာလေးမှာအဟင်းသင်းတို့ line up မှာဆိုကွာတပုံရိုက်တိုင်းတဲ့မှာလူတယောက်ကတနေရာပဲသူရက်ပြီးတော့ရိုက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုံစာက ordering နဲ့စဉ်းစားရတယ်ဆိုတာလေးကိုကနားလည်ရမယ်ပေါ့နော်ဒီလို line up ပုံစာပြီးမယ်သူကဒီလူလေးယောက်ကိုပဲသူက rotate လုပ်ပြီးတော့ရိုက်သွားမှာဆိုတော့ဒါက order လုပ်လိုက်တဲ့သဘောပေါ့နော်အဲဒါမျိုးတို့ကအမှထွက်လာနိုင်ခြေရှိတဲ့နီလန်ကိုစဉ်းစားလိုက်တဲ့အခါမှာသူက ordering လိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ permutation နဲ့တွက်လိုက်တာပေါ့နော်အဲဆိုသူက total မှာ4ပြီးရင် P ကိုယူလိုက်မယ်ပြီးရင်4နေရာရက်ကမှာဆိုတော့ 4p4 နဲ့တွက်လိုက်တော့မှာအဲ့ဒါဒီပုံစံလေးမှာနောက်တစ်ခုอ่ะပေါ့နော်ဒီလိုမျိုးလေးစဉ်းစားရအောင်ဒီလိုမျိုးกว่าသူကလူကတနေရာမှာတယောက်ပဲရက်ကအဲ့ဆိုကျွန်တော်က short ပြီးတော့ counting method ပေါ့နော် counting ကိုလည်းနောက်သင်ခန်းစာဗီဒီယိုတွေကြာအရင်သင်လို့ထည့်ပြောသွားပေးပါမယ်ဒီမှာအနည်းငယ်လေးထည့်ပြောလိုက်မယ်ပေါ့အဲ့တော့ counting မှာကသူက number ကို multiplication rules ပေါ့နော် counting ကမြောက်ချင်းနဲ့သူက overall possibility တွေကိုစဉ်းစားလိုက်တဲ့အခါမှာသူကမြောက်ချင်း method ကိုသုံးလိုက်တာပေါ့နော်အဲ့တော့ဒီမှာလူက၄ယောက်က line up လုပ်တဲ့အခါမှာခုနကပြောသလိုဒီတနေရာမှာတယောက်ပဲရက်မယ်ဆိုရင်နောက်လူတွေကကျန်တဲ့နေရာမှာအဲ့လိုအရင်းတူရက်မှာဆိုသူ့ရဲ့ဒီထွက်လာနိုင်တဲ့နီလန်ကိုသူကတခါလေး short ပြီးတော့မြှောက်သွားလိုက်တဲ့သဘောပါဆဆဒီနေရာမှာလူ၄ယောက်လုံးကကွာဘယ်သူမှဆိုရက်နိုင်တယ်ပေါ့4 ways ဆိုပြီးတော့ထွက်သွားမယ်ပေါ့ different way ကိုစဉ်းစားတဲ့အခါပြီးရင်ဒီနေရာမှာတယောက်ရက်ပြီးပြီလို့ဒါယူဆပြီးရင်ဒုတိယမြောက်နေရာအတွက်ကကျန်တဲ့3ယောက်ကဘယ်သူမှဆိုအဲ့လိုရက်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာ4-3ဖြစ်သွားမယ်ပြီးရင်အမှ2ယောက်ရက်ပြီးပြီလို့ယူဆပြီးရင်တတိယနေရာအတွက်ကကျန်တဲ့2ယောက်ပေါ့အဲ့လိုရှိမယ်ပြီးရင်သူကဒီနေရာမှာ3ယောက်ရက်ပြီးပြီလို့ယူဆလိုက်ပြီးဆိုတော့နောက်ဆုံးကျန်တဲ့တယောက်ကဒီနေရာမှာရက်ဆိုရင်ဒါတွေအားလုံးကိုတူမြောက်လိုက်ရင်သူလိုချင်တဲ့ different way ထွက်လာမယ်ဆိုပြီးတော့ဒါကcounting method မှာ short ပြီးတော့တွက်လိုက်တာအဲ့တော့ကိုကဒီလိုမျိုးပုံစံလေးကိုနားလဲတယ်ဆိုရင်လည်းဒီလို short ပြီးတော့ multiply လုပ်သွားလို့ရတယ် ordering ဒီပုံစံက ordering ကိုနားလဲတယ်ဆိုရင် permutation နဲ့လည်းတွက်လိုက်လို့ရပါတယ်ဒီဟာကအဖြေကအတူတူပဲထွက်ပါတယ်အဲ့တော့ဒီမှာ 4p4 လေးကို calculator မှာရိုက်ပြပေးပါမယ်ဒါလေးတစ်ချက်ပြန်ဖြတ်လိုက်မယ်အဲ့တော့အဓိကကျတော့4ကိုရင်ရိုက်မယ်ပေါ့နော်ပြီးရင် PRB close ကိုနှိပ်မယ်ပြီးရင်သူက MPR က1ဖြစ်တဲ့အတွက်ကြောင့်မလို့1ကိုရေးလိုက်မယ်ပြီးရင်4ကိုပြန်ရိုက်မယ်ပေါ့နော်အဲ့ဆိုသူကအမှ24ဆိုပြီးတော့ထွက်လာပါလိမ့်မယ်အဲ့တော့ခုနကတော့ဒီထဲမှာ counting ကိုလျှော့ပြီးတော့ပြသွားတဲ့စီမှာ4-3-2-1ကိုကျတော့ the break ထဲမြောက်သွားမယ်ဆိုရင်4ကနေ1ထိကိုကွာ number ကို reduce လုပ်လိုက်တဲ့အတွက်ကြောင့်မို့သူက factorial နဲ့စဉ်းစားလိုက်လေရတယ်ပေါ့နော်အဲ့လို counting မှာ short မြောက်လိုက်တဲ့အခါမှာသူကလူ၄ယောက်က4နေရာမှာအဲ့လို line အလုံးမှာဆိုတော့သူက factorial နဲ့တွက်ကြည့်လိုက်လေရတယ်ပေါ့နော်4-3-2-1ကိုအဲ့တော့4ကိုရိုက်ပါတယ် factorial နဲ့တွက်မယ်ဆိုရင်3ကိုရေးလိုက်ရင်ရတယ်4 factorial ပေါ့အဲ့တော့ enter ကိုနှိပ်လိုက်ရင်လည်း24ထွက်ပါနော်ဒါကတော့ကိုအဆင်ပြေသလိုတွက်လို့ရပါတယ် permutation နဲ့စဉ်းစားလိုက်တာပဲဖြစ်ဖြစ် factorial နဲ့တွက်လိုက်တာပဲဖြစ်ဖြစ်เนาะဒါသူ့ရဲ့အဖြေက C 24ရရှိသွားပါနောက်တစ်ပုဒ်လေးဆက်သွားလိုက်မယ်
နံပါတ်3ပေါ့နော်နံပါတ်3ကကြတော့သူက basketball coach ကပေါ့နော် has သူ့မှာ player ကစားသမားကသူတို့ရဲ့ team မှာ player က9ယောက်ရှိပါတယ်9ယောက်ရှိတယ်ပေါ့နော်အဲ့တော့ how many different 5 player line up အဲ့တော့ဒီနေရာမှာသူက9ယောက်လုံးကိုသူက line up လုပ်ခိုင်းတာမဟုတ်တော့ဘူးအပေါ်ကပုတ်စာလို့သူက4ယောက်က line up လုပ်ပြီးတော့ရိုက်တယ်ဆိုရင်ဒါ order လုပ်လိုက်လို့ရတယ်ကွာဒီမှာကျတော့သူက ordering ကိုသူကဘာမှမညွှန်းတော့တဲ့သဘောပေါ့ဒီတိုင်းပဲကျတော့ order မလိုဘဲနဲ့လူကို9ယောက်ထဲကနေ9ယောက်ရွေးပြီးတော့ line up လုပ်9ယောက်ရွေးပြီး line up လုပ်ဆိုတော့ဒါ ordering မလိုတော့တဲ့အတွက်ကြောင့်မလို့ဒီပုတ်စာလေးမှာကျတော့ combination နဲ့တွက်ကမယ်ဆိုတာလေးကိုနားလည်ရမယ်ပေါ့နော် order doesn't matter ဖြစ်သွားတာပေါ့ order မလိုတော့ဘူးပေါ့နော် order ကိုမလိုတော့တဲ့အတွက်ကြောင့်မလို့ကျတော့ combination နဲ့တွက်မယ်ပေါ့9ယောက်ထဲကနေကွာ9ယောက်က different အနေနဲ့သူအဲ့လို line up လုပ်သွားရင်သူ့ရဲ့ဒီ ways ပေါ့နော် how many different တင်းအနေနဲ့သူဘယ်လိုမျိုး create လုပ်နိုင်မလဲဆိုတာကိုရှာခိုင်းတာပေါ့အဲ့တော့ဒီ total နေရာမှာ n နေရာမှာ9ထည့်လိုက်မယ်ပြီးရင် combination ဖြစ်တဲ့ကြောင့်မို့ c ပေါ့ပြီးရင် r နေရာမှာ5ထည့်ပြီးတော့ဒါ 9c5 ကို calculator မှာရိုက်လိုက်ရင်သူလိုချင်တဲ့အဖြေထွက်လာပါလိမ့်မယ်နော်အဲ့တော့ဒီမှာဒီ combination ရိုက်နည်းရလည်းသိပြီဆိုတော့အဖြေပဲချက်တန်းပြီးတော့ရေးလိုက်ပါတော့မယ်126ဆိုပြီးတော့ရရှိလာပါလိမ့်မယ်နောက်တစ်ပုဒ်လေးဆက်သွားလိုက်မယ်နော်နံပါတ်4ပေါ့နံပါတ်4ကကြတော့သူက Greg is making his 6 digits bank account pin ပေါ့အဲဆိုသူ့ရဲ့ဒီ bank account မှာကွာသူကဏ္ဍ6လုံးကိုသူပင်နံပါတ်ထားမယ်ပေါ့နော်ပင်နံပါတ်ထားတဲ့အခါမှာ if the pin can only be number on a traditional keypad ပေါ့အဲဆို traditional keypad ဆိုတဲ့ number လေးတွေကိုကျွန်တော်ဒီနေရာလေးမှာသိရမယ်သူ့ရဲ့ number က0 to 9ရှိမယ်ပေါ့နော် traditional keypad မှာ3ညကနေ9ထိ gain ရှိမယ်အဲဆို total အဖြစ်ကျ10လုံးရှိမယ်ဆိုတာလေးသိရမယ်ပေါ့နော် and the number cannot be repeat ဆိုကိုထားမယ်ပေါ့နော်ဒီ6နေရာပေါ့ကျွန်တော်ဒီမှာနေရာလေးနဲ့စဉ်းစားကြည့်မယ်နော်ဒီလိုလေးရှိမယ်ကွာ1 4 5 6ပေါ့နော်အဲ့လို6နေရာမှာသူက gain တွေကိုကိုကကဏ္ဍတစ်ခုထားလိုက်မယ် example ရှေ့ဆုံးမှာတည်းကနှစ်လို့ထားလိုက်မယ်ဆိုရင်အဲ့ဒီနှစ်ကအနောက်မှာပြန်ပါလို့မရတော့အဲ့လိုမျိုးပြောတာပေါ့နော်ဒါကသူ့ရဲ့ key point လေးပေါ့ number တွေက cannot be repeat ဖြစ်လို့မရဘူးဆိုရင်ဒါကသူကထပ်လို့မရတော့ဘူးဆိုရင်ဒါသူကအဲ့ဒီနေရာအတွက်အဲ့ဒီ number ကိုသူက fit လုပ်လိုက်တဲ့သဘောပါနော် order သတ်မှတ်လိုက်တဲ့သဘောအဲ့ဆိုရင်သူလိုချင်တဲ့ total pin က possible ways ဘယ်လိုထွက်လာမလဲအဲ့တော့ဒီပုဒ်စာမှာ cannot be repeat ပါသွားတဲ့အတွက်ကြောင့်မလို့သူက permutation နဲ့တွက်ကြတာဖြစ်သွားမယ်ပေါ့နော်အကယ်၍သူက repetition လုပ်လို့ရတယ်ဆိုရင်တော့ကျွန်တော်တို့ဒါသူ့ကို counting နည်းနဲ့ကွာအဲ့တော့ repetition လုပ်လို့ရတယ်ပဲကျွန်တော် combination နဲ့သွားပြီးတော့ဟိုဖြစ်လို့မရပါဘူးเนาะ counting နည်းနဲ့ဒီ10လုံးလုံးကဒီနေရာအတွက်လည်း10လုံးလုံးဖြစ်နိုင်တယ်ဒီနေရာအတွက်လည်း10လုံးလုံးဖြစ်နိုင်တယ်ဆိုပြီးတော့သူက repeat ထပ်လို့ရတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒါတွေအားလုံးမှာ10ရီကြီးပဲဖြစ်ပြီးတော့သူ့ရဲ့ overall possibility အနေနဲ့ကွာ counting နည်းကိုကျွန်တော်ကသုံးပြီးတော့တွက်ကเนาะဒီနေရာမှာ cannot be repeat နေရာမှာ can be repeat လုပ်လို့ရတယ်ဆိုရင်တော့အဲ့လိုသွားလိုက်ပါပေါ့เนาะအခုကသူကအဲ့လို repeat လုပ်လို့မရဘူးလို့သူသတ်မှတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ order လုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် permutation နဲ့တွက်ပြရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာသူ့ကိုရေးသွားမယ်ဆိုရင်ဒီလိုလေး short သွားတဲ့သဘောပါပဲ short ပြီးတော့10 9 8ဖြစ်သွားမယ်ပေါ့နော်ပြီးရင်9 6 5ပေါ့အဲ့လိုမျိုးနဲ့ short မြောက်ပြီးတော့တွက်ချင်တွက်တခါလည်းပဲကျွန်တော် permutation ဆိုတာသိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့10 p 6ဆိုပြီးတော့တွက်လိုက်ရင်သူဖြေရသွားပါလိမ့်နော်အဲ့ဒီ19ခုခွန်ကြောင့်ကတစ်ဆက်တည်းအဲ့လိုမြောက်သွားတာနော်ဒီထိပဲ9ထိပဲသူက factorial လည်းသွားလုပ်လို့မရဘူး6နေရပဲဆိုတော့လေpermutation နဲ့ပဲကိုတန်းပြီးတော့ဆက်မှာရိုင်းလိုက်ရင်လည်းအဖြေတန်းထွက်ပါတယ်အဲ့တော့သူ့အဖြေက b ရရှိသွားပါလိမ့်မယ်တင်9 1 200ဆိုပြီးတော့ဒါသူထားနိုင်တဲ့ possible way ထွက်သွားတာပေါ့နော်မထပ်ဖဲနဲ့ပေါ့ gain တွေကိုမထပ်ဖဲနဲ့ထားနိုင်တဲ့နီလန်ဘယ်လောက်ရရှိမယ်ပေါ့နောက်တစ်ပုဒ်လေးဆက်ပြီးတော့ကြည့်လိုက်မယ်နောက်ပုဒ်စာလေးကြတော့နံပါတ်5ကကြတော့ဒီလိုလေးပဲပြလိုက်နော်နံပါတ်အဖြေမပေါ်တာတော့ခဏထားလိုက်မယ်နော်နံပါတ်5မှာသူက a local store is considering offering credit card ကိုဒါသူတို့အသုံးပြုမယ်ပေါ့နော်နည်းနည်းလေးပြန်ရွှေ့လိုက်အဲဆို they plan to assign a 4-digit pin number for each card ဆိုတော့ဒါသူတို့ရဲ့ဒီ credit card တွေမှာ pin number ကို4နေရာထားမယ်ပေါ့နော်4 digit ဖြစ်မယ် how many card
with unit pin number can be found if 0 is not an acceptable digit in the last move play ပေါ့အဲ့တော့သူဆိုလို့ချင်တာကဒီ digit လေးနေရပါတော့ဂိမ်းလေးခုမှာဒါက this left ပေါ့နော်ဒီဘက်က right ဖြစ်မယ်အဲ့လို left move play ဆိုတဲ့သဘောကရှေ့ဆုံးနေရအောင်ပြောလိုက်တဲ့သဘောပါပဲနော်ရှေ့ဆုံးပေါ့ရှေ့မှာသူကဘာကိုသူက accept မလုပ်ဘူးလဲဆိုရင်0ကိုသူက accept မလုပ်အဲ့တော့ဒီမှာ pin number ထားမယ်ဆိုရင်ကျွန်တော်ဒီ traditional number 10လုံးကိုပဲသုံးရမှာပဲလေနော်10လုံးကိုပဲကျွန်တော်ယူသုံးရမှာအဲ့လိုရှိမယ်အဲ့ဒီရှေ့ဆုံးမှာသူက3ညကိုသူက accept မလုပ်ဘူးဆိုတော့ကျွန်တော်3ညမပါတဲ့ကျန်တဲ့ gain တွေကိုအဲ့လိုထားပေးရမှာပေါ့နော်အဲ့လိုရှိမယ်ပြီးရင် because then it would be a 3 digit pin ပေါ့နော်ဒီဘက်အနောက်မှာကျတော့ဒါရတယ်ပေါ့နော် it would be ရတယ်ဒီအရှေ့ဆုံး left move place မှာပဲ3ညမရဘူးဆိုတော့ဒီအနောက်ဘက်တွေမှာ3ညကိုပြန်ပြီးတော့ကွာထည့်လို့ရတယ်ပေါ့အဲ့လိုပြန်စဉ်းစားလို့ရတယ်ပေါ့ပြီးရင်တဲ့ and တဲ့သူကဆက်ထားတယ် repetition or digits is not allowed နောက်နေရာတွေမှာဆိုရင်လည်းဘာဖြစ်ကြမလဲဆိုရင် gain တွေကိုထပ်လို့တော့မရတော့ဘူး repeat လုပ်လို့မရဘူး repeat ကိုသူကခွင့်မပြုတော့ဘူးဆိုတော့ကျတို့ကဒီနေရာမှာကွာဟိုဖြစ်သွားမှာပေါ့ permutation ကိုကျတို့သုံးမှရတော့မယ်နော်သူက repetition ကို allow မလုပ်ဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျတို့က order သတ်မှတ်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ permutation နဲ့တွက်လိုက်မယ်ပေါ့အဲ့လိုရှိပါမယ်နော်အဲ့တော့ဒီရှေ့ဆုံးနေရာကျတော့သူကတက်စဉ်းစားလိုက်ပြီးရင်ကျန်တဲ့3နေရာကကျတို့က permutation နဲ့အဲ့လိုတွက်လိုက်ကြတာပေါ့နော်ဒီပု္ပ္ပစာလေးရဲ့ထူးခြားချက်ကအဲ့တော့ရှေ့ဆုံးမှာကျတို့က3ညကိုသူက accept မလုပ်ဘူးဆိုတော့3ညမပါဘဲနဲ့ဆိုရင်ကျန်တဲ့ gain တွေဒီနေရာမှာကွာ1 to 9ကိုသူကအဲ့လို accept လုပ်သွားမယ်ဆိုတော့6လုံးထွက်လာမှာပေါ့နော်ဒီပထမဆုံးနေရာလေးအတွက်က1 to 9ကိုသူ accept လုပ်တယ်ဆိုတော့6လုံးထွက်လာမယ်ပြီးအနောက်နေရာတွေအတွက်ကိုကျတို့ကဒါပြန်ပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်ဒီနေရာမှာကျတို့ကကိန်းတစ်ခုခုထားလိုက်ပြီလို့မြင်လိုက်ပေါ့1 to 9နေရာ example 3ကိုကျတို့ထားလိုက်မယ်ပေါ့အဲ့ဒီ3ထားပြီးသွားပြီဆိုရင်ဒီအနောက်မှာအဲ့3ကပြန်မပါတော့လေသူက repetition ကိုသူက not allow လို့ပြောတာအောင်နော်အဲ့တော့ဒီ3ကပြန်မပါတော့ဘူးဒါပေမဲ့ဒီအနောက်တွေမှာဘာပြန်ပါလို့ရလဲ3ညကပြန်ပါလို့ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ gain က6လုံးပဲကျန်ပါတယ်အဲ့လိုရှိပါမယ်နော်ဒီနေရာမှာ3ညကိုလက်မခံပေမဲ့အနောက်မှာပြန်ပါလို့ရတဲ့အတွက်ကြောင့်ဒီ10လုံးနဲ့ကွာကိုကဒီဒုတိယနေရာအတွက်ကိုအဲ့လိုစဉ်းစားတဲ့အခါမှာဒီ10လုံးထဲမှာဒီအရှိမဒီ1 to 9နဲ့တခုခုကိုထားလိုက်ပြီလို့ကိုကယူဆပြီးတော့6လုံးပေါ့3ညပြန်ပါလို့ရပြီဆိုတော့6လုံးဖြစ်သွားမယ်အဲ့လိုရှိပါမယ်နော်အဲ့ဒါကျတော့အဲ့ကျန်တဲ့6လုံးကဒီမှာသူက repeat မလုပ်ဘဲနဲ့သွားလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် permutation နဲ့တွက်လိုက်တာပါပဲ 9p 3ဖြစ်သွားမယ်အဲ့တော့သူ့ရဲ့အဖြေရကွာဒီလိုလေးတွက်လိုက်ကြမှာပေါ့9ရဲ့ဒီ 9p 3ရဲ့ကိုတစ်ဆက်တည်းကျွန်တော်စဉ်းစားလိုက်တော့မှသူလိုချင်တဲ့အဖြေအဲ့လိုထွက်သွားမယ်ပေါ့နော်အဲ့တော့ဒီမှာကိုက6လုံးရသွားပြီဆိုရင်ကွာဒီနေရာအတွက်ကကိန်း6လုံးဖြစ်နိုင်တယ်ပြီးရင်ပြန်မထပ်ကြအောင်ဆိုရင်ဒီတတိယနေရာအတွက်ဆိုရင်ကျန်တဲ့ဒီမှာတစ်ခုထားပြီးပြီဆိုရင်ကျန်တဲ့ကိန်း8လုံးပေါ့အဲ့သဘောပါပြီးရင်ဒီမှာလည်းပဲသူကကိန်းရဒီမှာ2နေရာဝင်ကျန်တဲ့6လုံးပါကွာ2ခုထားပြီးပြီဆိုရင်9လုံးနဲ့ဘယ်ကိန်းမဆိုဖြစ်နိုင်တယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်ကမြောက်သွားလိုက်လဲရတယ်နော် permutation နဲ့စဉ်းစားလိုက်လဲရပါအဲ့တော့ဒီနေရာမှာတိုက်တဲ့နီးနဲ့ကိုတွက်လို့ရအောင်လို့ဒီလိုလေးချပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကို multiply လုပ်လိုက်ရင်တော့ဒီမှာအဖြေပဲပြလိုက်ပါတော့မယ်နော် C ရသွားပါလိမ့်မယ်4 5 3 6ဆိုပြီးတော့ရရှိပါလိမ့်မယ်โอเคအဲ့ဆိုရင်ကျတို့နံပါတ်6လေးကိုဆက်သွားလိုက်ပါမယ်เนาะဒါလေးတွေနားလည်မယ်လို့ထင်ပါတယ် Number 6က Sue has 10 books that she would like to read on vacation ပေါ့နော်ဒါသူစာအုပ်10အုပ်ရှိတယ်အမှမှာ but she only has space for 3 books in her suitcase ပေါ့အဲ့တော့သူကဒီသူ့ရဲ့ suitcase တွေကို3အုပ်စီသူအဲ့လိုထည့်မယ်ပေါ့နော်3အုပ်စီထည့်မယ်ပေါ့10အုပ်ထဲကနေ3အုပ်စီသူအဲ့လိုထည့်မယ်ဆိုရင်3အုပ်ပဲ space ရှိတော့တာဆိုတော့လေအဲ့တော့ how many different group or 3 books can Sue pack ပေါ့နော်ဒါသူ3အုပ်စီထည့်ဖို့အတွက်သူ့ရဲ့ different group ကဘယ်လိုရရှိမလဲဆိုတာကိုရှာခိုင်းတာပေါ့အဲ့တော့ဒီနေရာမှာသူက ordering မလုပ်ထားဘူးကွာဘယ်စာအုပ်ကိုအဲ့ cell ထဲကဘယ်စာအုပ်ပဲထပ်ပါထည့်ပါဆိုပြီးတော့သူက fit မလုပ်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီပု္ပ္ပစာလေးမှာ combination နဲ့တွက်လို့ရတယ်ဆိုတာလေးကိုနားလည်ရမယ်ပေါ့နော်အဲ့တော့ 10c 3နဲ့ပဲကျွန်တော်တွက်ပေးလိုက်ရင်ရပြီ ordering မလုပ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့တော့10ရဲ့ c ရဲ့3ရဲ့ဒါကျွန်တော်ဆက်မှာရိုက်လိုက်မယ်ဆိုရင်သူက100နဲ့20ဆိုပြီးတော့เนาะ a ရပါလိမ့်မယ်ဒီလိုလေးရှိပါအဲ့ဆိုရင်ကျတို့နောက်တစ်ပုတ်လေးဆက်ပြီးတော့သွားလိုက်ပါမယ်
နံပါတ်9ကိုဆက်သွားလိုက်မယ်နံပါတ်9ကကြတော့သူက how many ways can there to fill a candelabra with 4 candle holder from a box or 6 distantly colored candle အဲ့တော့သူဆိုလိုချင်တာက candelabra ကကျတို့ဒါဟိုပါပေါ့ကျောင်းနိုင်လေးဒီဟိုလိုထည့်တယ်အဲ့လိုပေါ့ဟို delivery ဘာတွေမှာကွာသမင်းစားစပွဲတို့ဘာတို့မှာဆိုရင်အဲ့လိုမျိုး candle တိုင်လေးပေါ့ candle တိုင်လေးရှိမယ်တန်တိုင်လေးနေတယ်ပေါ့ frame ကွာတန် frame ဆိုအဲ့လိုတန် frame ပေါ့ J frame ဆို J frame ပေါ့အဲ့လိုတိုင်လေးမှာသူက candle လေးတွေထည့်ဖို့အတွက်အဲ့လို၄ခုပေါ့နော် holder လေးတွေ၄ခုရှိတယ်ပေါ့ဒါ4 candle holder လောက်ထားတယ်ဆိုတော့လေခွက်ကလေးတွေကအဲ့လိုအလှဆင်ထားတာကအဲ့လို၄ခုလေးတွဲရက်လေးရှိနေတယ်ပေါ့အဲ့ဒီမှာ candle လေးတွေစိုက်ပြီးတော့ဒါထွန်းလို့ရတယ်ပေါ့အဲ့တော့ from the box or 6 distantly color candle ဆိုတော့သူကဒီ box ထဲမှာ candle အရောင်မတူတဲ့ပေါ့နော် candle 6ခုရှိမယ်အဲ့ဒီကနေမှသူက၄ခုကိုသူအဲ့လိုမျိုးထည့်သွားမယ်ဆိုရင် how many ways အနေနဲ့သူ fail လုပ်ဖို့အတွက်ကိုသူရဲ့နီလန်ကဘယ်လိုရရှိလာမလဲဆိုတော့ရှာခိုင်းတာပေါ့နော်အဲ့တော့ဒီနေရာမှာကျတို့က order လိုအပ်လားမလိုအပ်လားကိုကြည့်လိုက်တဲ့အခါမှာသူကဒီမှာ distantly လို့ပေးတာပါနော် distantly color လို့ပြောရဲဆိုတော့ကိုထည့်လိုက်တဲ့ candle က color တူလို့မရဘူးလို့သူကဒီမှာသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပု္ပ္ပာက ordering လုပ်လိုက်တဲ့သဘောပါဆိုလိုချင်တာကွာဒါက red candle ကိုတတိုင်းထည့်ပြီးပြီဆိုရင်နောက်တနေရာမှာအဲ့ red ပြန်ပါလို့မရတော့ဘူး another color ကိုအဲ့လိုထည့်ပေါ့အဲ့လိုမျိုးပြောတာပေါ့နော် distinct ဖြစ်နေရမယ်ပေါ့အဲ့သူထည့်လိုက်တဲ့အတိုင်းအဲ့ဒီ၄ခုက distinct color ဖြစ်တော့မှာဆိုတော့ဒါ order လုပ်လိုက်တဲ့သဘောအနီရောင်ပါပြီးပြန်မပါတော့ဘူးဆိုတဲ့သဘောပေါ့အဲအားကြောင့်မို့လို့ဒီပုံစံမှာသူက permutation နဲ့စဉ်းစားလိုက်တာပါအဲ့တော့ကျတို့ဒီမှာ ampere ပေါ့နော် ampere နေရာမှာ6ကိုထည့်လိုက်မယ်ပြီးရင် R နေရာမှာကျတော့4ဖြစ်သွားမယ်နော်အဲ့တော့ဒီမှာ64ကိုကျတို့ calculator မှာရိုက်လိုက်ရင်တော့သူက360ဆိုပြီးတော့ထွက်ရှိလာပါလိမ့်မယ်နော်โอเคအဲ့ဆိုရင်ကျတို့နံပါတ်8လေးကိုဆက်ပြီးတော့သွားလိုက်ပါမယ်နော်နံပါတ်8ကကြတော့သူကhow many different ways can the letter in the words ပေါ့နော် ADDRESS ပေါ့ဒီ address ဆိုတဲ့ဒီ word လေးကိုသူက arrange လုပ်မယ်ဆိုရင်တဲ့ how many different way အနေနဲ့ဘယ်လိုမျိုးရရှိမလဲအဲ့တော့ဒီနေရာမှာကျတို့က arrangement ပါပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျတို့က ordering လုပ်တယ်ဆိုတာလေးကိုနားလည်ရမယ်ပေါ့နော် ordering လုပ်တယ်ဒါပေမဲ့သူ့ရဲ့ဒီ ordering လုပ်တဲ့နေရာမှာကျတို့ကဒီမှာဒီစကားလုံးလေးတွေမှာ repeated number လေးတွေပေါ့repeated letter ပေါ့ထပ်နေတဲ့ letter လေးတွေပါတဲ့အတွက်ကြောင့်မလို့ကျတို့က permutation နဲ့စဉ်းစားတဲ့အခါမှာ binary နဲ့ total ပေါ့နော် total နဲ့အောက်မှာသူကထပ်တဲ့ letter နဲ့ကိုကျတို့ကအဲ့လိုလေးပြန်ခွဲပြီးတော့ arrange လုပ်ရမယ်ဆိုတာလေးနားလည်ရမယ်ပေါ့နော်ဒီပု္ပ္ပာရဲ့ထူးခြားချက်ကအဲ့လိုမျိုးလေးရှိရပေါ့နော်သူ့ရဲ့ဒီ arrangement ကမှန်တယ်ကျတို့ ordering လုပ်လိုက်တာဖြစ်တယ် order လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက permutation နဲ့တွက်က ampere နဲ့တွက်ကဒါပေမဲ့ဒီနေရာမှာရိုးရိုးတန်းတန်းကြီးအပေါ်မှာကျတို့အရှိမှာကျရှင်းပြခဲ့သလိုကွာဒီမှာဆိုရင်သူ့ရဲ့ letter က1 2 3 4 5 6 9ခုနှစ်ဆိုရင်ပြီးတော့ကွာ 7p7 ဆိုပြီးတော့ဒီ total ကြီးကိုပဲတစ်ခုတည်းကိုပဲကျတို့ကသွားပြီးတော့သူ့ရဲ့ဒီ different way ကိုသွားရှာလိုက်လို့မရဘူးဆိုတာလေးကိုကနားလဲရမယ်ပေါ့နော်အဲ့တော့ဒီ total arrangement ကိုဘယ်လိုစဉ်းစားမလဲဆိုရင်သူက time way မှာကျတို့ကဒီပေးတဲ့ပု္ပ္ပာရဲ့ပေါ့နော် number ပေါ့ number တွေကိုကျတို့ဖြစ်နိုင်ခြေရှိရဲ့ gain အကုန်လုံးပေါ့နော် total number ကိုယူလိုက်မယ်ပေါ့ total number ကို arrangement လုပ်မယ်ပေါ့နော်ဒီ permutation နဲ့total number ကိုထားမယ်ပြီးရင်အောက်ကကြတော့သူက repeat ဖြစ်တဲ့ number လေးတွေကိုထည့်နော် repeated number ပေါ့ repeat ဖြစ်တဲ့ number ကိုကျတို့ permutation နဲ့ပြန်ရေးလိုက်ရတယ်အဲ့လိုရှိပါအဲ့တော့ဒီမှာ total ကိုကျတို့ယူတဲ့အခါမှာ1 2 3 4 5 6 9အဲ့တော့9လုံးပေးထားရင်ဒီမှာကျတို့ 7p 7ဆိုပြီးတော့အဲ့လိုတွက်လိုက်မယ်ကွာ10လုံးပေးထားရင် 8p8 အဲ့လိုသွားမှာနော်9လုံးပဲပေးထားရင် 5p5 အဲ့လိုဖြစ်သွားမယ်အစားရှိတစ်ခေတ်အဲ့တော့ဒီမှာtotal number ရဲ့အရေးအတွက်ကိုရပြီသူ့နေရာအတိုင်းပဲကျတော့ထားရမှာနော်ဘာမှရှော့လို့မရအောင်နေရာမှာလည်းဒီ7ဆို7ပဲလေ5ဆို5ပဲပြန်ဖြစ်မှာဆိုတော့ဒီလိုရပါမယ်ပြီးရင် repeated number ကိုကအမှဆွဲထုတ်ပါတော့ပိုင်းစီမှာ repeated number ရဲ့အရေးအတွက်ကိုကျတော့သက်ဆိုင်ရလိုက်လို့ညှောက်သွားရမှာပေါ့နော်အဲ့ဒါဒီမှာ repeated number က A ကကြတော့ကျတော့တစ်ချိန်ပဲနော် E ကလည်းတစ်ချိန်ပဲအဲ့ဒါတစ်ချိန်ဆိုရင်ကွာ 1p1 ကတော့ကျတော့ရေးမနေတော့ဘူးပေါ့နော်အဲ့လို
သတ်မှတ်လိုက်တဲ့သဘောပါတော့ 1p1 ဆိုရင်1နေပဲထွက်လာမှာပေါ့နော်အဲ့လိုရှိမယ်ဆိုတော့ a တွေ e တွေဒီမှာ sorry r လဲပါအောင်ပဲပေါ့နော်တစ်ခါစီပဲဆိုရင်တို့ကတီးခြားထည့်ပြီးတော့မဖော်ပြနေတော့ဘူးတစ်ချိန်ထပ်ပို့သွားတဲ့ number ကိုပဲဒီပိုင်းကြီးမှာပြပေးလိုက်ရပြီပေါ့နော် permutation နဲ့အဲ့လိုပြပြီးတော့တခါတည်းတွဲရမြောက်လိုက်ရပြီဆိုတာလေးကိုကနားလဲရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် d ကသူ2ကြိမ်ပါနေတယ် s ကလည်း2ကြိမ်ပါတဲ့အတွက်ကြောင့်မို့လို့ကျတို့ကဒီအတွက်ကိုရေးလိုက်တဲ့အခါမှာကွာ 2p2 ပေါ့ပြီးရင်အမြောက်ပေါ့နော်ဒါဒီအမြောက်ကတော့ဒီချက်ချိကန်နဲ့ပဲပြလိုက်မယ်နော်ပြီးတာပါအောင်အဆက်ဆိုရင်မသေးဘွဲမှာဆိုအဲ့တော့ဒီမှာ s ဆိုလဲ 2p2 ဖြစ်သွားမယ်ဒီလိုရှိပါမယ်အဲ့ဆိုရင်ဒါတွေအားလုံးကတော့ရောက် calculator မှာဒီပုံစံ line လေးရိုက်လို့ပဲရပါတယ်နော်အဲ့တော့ဒီမှာကနည်းနည်းလေးခြေတာကိုမဖြတ်တော့ဘဲနဲ့ calculator မှာအပိုင်းကိန်းပုံစံနဲ့ကွာကိုဒီဟာကြီးကိုတစ်ဆက် separate ထဲပေါ့နော်တန်းပြီးတော့ရိုက်ချင်တယ်ဆိုရင်ခွဲပြီးတော့ဒီလိုပိုင်းဝင်မှာထွက်လာမယ့်အဖြေနဲ့ပိုင်းကြီးရာထွက်လာမယ့်အဖြေနဲ့ကိုပြန်မစားခြင်းပဲနဲ့ဒါလိုက်တန်းရိုက်မယ်ဆိုရင်သူကဒီအပိုင်းကိန်းခလုတ်ကလေးကိုယူသုံးလို့ရပါတယ်နော်ဒီလိုလေးပြလိုက်ရင်တော့နည်းနည်းလေးလွတ်ပြီးတော့မြင်ရမယ်လို့ထင်တယ်နော်နည်းနည်းရှုပ်သွားရင်တော့ဒီခံပေးပါအဲ့တော့ဒီမှာကျတို့ n by d ဆိုတာဒီခလုတ်ကလေးရှိပါတယ်နော်အဲ့ဒါလေးကိုယူသုံးပါပေါ့နော်ဒါလေးပြန်ဖြတ်လိုက်မယ်ရှုပ်သွားမှာဆိုဒီဘက်နားလေးဖြတ်ထားလိုက်မယ်ခဏလို့ရှိနော်ဒါဖြတ်လိုက်အဲ့တော့ဒီမှာကျတို့ရိုက်ကြည့်မယ်ပေါ့နော်အဲ့တော့ तू ကအမှဒီဟာကိုကျတို့တစ်ခါလေးတန်းရိုက်ကြပြီမလားအပိုင်းကိန်းကိုရင်နှိမ့်လိုက်ပါပြီးရင်ကျတို့ထုံးစံတိုင်းပဲ7နှိမ့်မယ်ပြီးရင် PRB ကိုသွားနှိမ့်မယ် permutation ဖြစ်တဲ့ကြောင့်မလို့1ကိုရွေးမယ်ပြီးရင်7ပြီးသွားရင် तू ကအောက်ဘက်ကိုဆင်းဖို့အတွက်ကိုဒီမြားလေးကိုသုံးလို့ရပါတယ်အောက်မြားလေးကိုသုံးလိုက်မယ်ပေါ့ပြီးရင်2ဆက်ရိုက်သွားမယ်2ပြီးရင်အမြောက်ကိုရိုက်မယ်ပြီးရင်လည်းအဲ့တိုင်းပဲ2ဆက်ရိုက်မယ်တစ်ကိုရွေးမယ်ပြီးရင်2ဖြစ်သွားမယ်အဲ့တော့ပြီးရင်ကာဆာလေးကိုဘေးဘက်ကိုရွှေ့လိုက်ပေါ့နော်ဒီပေါ်ကိုရောက်သွားပြီဆိုရင်ဒါရသွားပြီသူ့ရဲ့ process ကဒီမှာဒီတိုင်းလေးပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော် enter နှိပ်လိုက်မယ်ဆိုရင်သူ့ရဲ့အဖြေက12660ဆိုပြီးတော့ရရှိသွားပါလိမ့်မယ်အဲ့လိုလေးတွက်လိုက်ဒါကတော့ကိုယ့်အတွက်ကွာခါရဲပဲတန်းရလိုက်တဲ့အတွက်ကြောင့်မို့လို့အဖြေကတန်းထွက်သွားတာပေါ့နော်အစင်းစင်ကျဲတို့ထည့်ရိုက်ပြီးတော့မှတ်နေကြမလို့တော့ဘူးပေါ့နော်စက်မှာဒါလိုက်တန်းရိုက်လိုက်ရင်လည်းရပါတယ်လိုက်တဲ့အခါမှာတော့တတိလေးထားပြီပေါ့နော်ဂိမ်းဒီမမားစီနဲ့မကြံခဲ့စီနဲ့ဒီလိုရရှိသွားပါအဲ့ဒါတည်းဒါနဲ့ထပ်ပြီးတော့ပေါ့နော်ဒီပု္ပ္ပာလေးကိုနားလည်ဝအောင်လို့နောက်ထပ်တစ်ပုံလေးထပ်ထည့်ပေးရပါတယ်အဲ့ဒါဆက်ပြီးတော့ကြည့်ကြည့်လိုက်ပါမယ်နော်နံပါတ်9မှာပေါ့နော်နံပါတ်9က how many different appearance arrangement can be created using all the letter ဆိုပြီးတော့ဒါတော့ AAA BBC ပေါ့အဲ့လိုလေးပေးတာအဲ့ဒါကိုလည်းဒါသူက arrangement different appearing arrangement အနေနဲ့เนาะသူအဲ့လိုစီစဉ်ခိုင်းပြီအဲ့တော့ဒီနေရာမှာ arrangement ဆိုတာကဒါ order ကိုသူပြောတဲ့သဘောပဲလောက်ခိုင်းပြီအဲ့တော့ဒီမှာ repeat ဖြစ်နေတဲ့ number တွေကိုခုနကလိုပဲအဲ့လိုဆွဲထုတ်မယ်ကွာ total နဲ့အဲ့လိုလေးစဉ်းစားလိုက်ရုံပါပဲเนาะအဲ့တော့ဒီမှာဆိုရင်သူ့ရဲ့ကိန်းက3 6လုံးရှိမယ်ပေါ့နော် total က6ခုရှိသွားမယ်ဆိုတော့ဒါတို့ပိုင်းဝေမှာ 6b 6ဖြစ်သွားမယ်ပြီးရင်ပိုင်းစီမှာ repeat တွေကိုဆွဲထုတ်မယ် a က3ခုပါတဲ့အတွက်ကြောင့်မို့လို့ 3b 3ပေါ့ပြီးရင် multiply b က2ခုပါတဲ့အတွက်ကြောင့်မို့လို့ 2b 2ပေါ့နော်ဒါ c ကတော့ဒါတစ်ခါပဲဆိုတော့ထည့်မရေးတော့နော်ရေးမယ်ဆိုတော့ 1b1 ပဲဖြစ်မှာဆိုတော့ထားလိုက်တော့မယ်ရပြီပေါ့နော်အဲ့တော့ဒါကိုလည်းခုနကလိုပဲကွာကျတို့ဆက်မှာအဲ့လိုတွားရိုက်လိုက်ရင်သူ့အဖြေတန်းထွက်လာပါလိမ့်မယ်နော်ကျဆက်ရိုက်တာတော့မပြတော့ပါဘူးအဖြေက D 60ဆိုပြီးတော့ရရှိလာပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကတော့ဒီနေ့ပုတ်စာရေးထည့်ထားတာလေးကတော့ဒီလောက်ပါပဲเนาะအဲ့တော့နောက်ဗီဒီယိုလေးတွေမှာ probability နဲ့ပတ်သက်တဲ့ပုံစံလေးကိုဆက်လက်ပြီးတော့ရှင်းပြပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်